လူတယောက်ဟာတဘဝတည်းနဲ့ဗဘဲသမားဆရာဝန်အင်ဂျင်နီယာငှက်ဖြစ်သမားစားတဲ့ဘဝမျိုးစုံကိုတပြိုင်တည်းမဖြတ်သန်းနိုင်ပါဘူး။ဒါပေမဲ့စာအုပ်တွေကနေတဆင့်တော့ဘဝပေါင်းများစွာကိုလေ့လာခွင့်ရနိုင်ပါတယ်။စာပတ်ရှင်ကအသိပညာရဖို့အတွက်သာမဟုတ်ပါဘူး။မတူညီတဲ့လူတွေရဲ့ခံစားချက်တွေကိုနားလည်လာစေပြီးကိုချင်းစာတတ်တဲ့စိတ်ကိုလည်းတဖြည်းဖြည်းပြိုးထောင်ပေးပါတယ်။စာဖတ်တဲ့သူဟာမတည်ခင်ဘဝပေါင်း1000ကိုနေခွင့်ရတယ်ဆိုတဲ့စကားလေးကိုကြားပူးပါတယ်။အဲ့ဒီစကားလေးရဲ့အဓိပ္ပာယ်ကစာအုပ်တစ်အုပ်တိုင်းဟာကိုမရောက်ဘူးတဲ့နေရာတွေကိုမကြုံဘူးတဲ့ဘဝတွေနဲ့ကိုမတွေးဘူးတဲ့အတွေးတွေကိုတကားဖွင့်ပေးနိုင်တာကြောင့်ဖြစ်ပါတယ်။ယနေ့ခေတ်မှာဖုန်း၊တက်ဘလက်၊လပ်တော့တွေကနေအလွယ်တကူစာဖတ်နိုင်ပေမဲ့တကယ်တမ်းမှာတော့အာရုံမပြတ်မဲ့စာအုပ်တုပ်ထဲမှာနစ်မြုပ်ဖို့ကပိုခက်ခဲလာပါတယ်။ဒါကြောင့်တစ်နေ့ကိုမိနစ်အနည်းငယ်လောက်ပဲဖြစ်ဖြစ်စာအုပ်တုပ်ကိုလက်ထဲကင်ပြီးတိတ်တဆိတ်အချိန်ပေးကြည့်ပါ။စာမျက်နှာလှန်တဲ့အတန်လေးစာရွက်ရည်နှံလေးနဲ့အတူစာပတ်ရှင်ရဲ့အေးချမ်းတဲ့အရာတာကိုတစ်ခါလောက်တော့ခန်းစားကြည့်ပါ။နေ့စဉ်လူမှုကွန်ရက်တွေထဲမှာအချိန်ကုန်ဆုံးနေမယ့်အစားစာအုပ်တစ်အုပ်ကနေကိုယ့်ဘဝအတွက်အသိပညာတစ်ခုအမြင်သစ်တစ်ခုကိုရှာဖွေကြည့်စေချင်ပါတယ်။တခါတလေစာအုပ်တစ်အုပ်ထဲကစာကြောင်းလေးတစ်ကြောင်းကပဲကိုယ့်ဘဝကိုပြောင်းလဲပေးနိုင်တဲ့ခွန်အားတစ်ခုဖြစ်လာတတ်ပါတယ်။ဒါကြောင့်ဒီနေ့ကစပြီးကိုယ့်အတွက်အချိန်လေးတစ်ခုပေးပါ။စာအုပ်တစ်အုပ်ကိုဖွင့်ပြီးအသိပညာကိုသာမကကိုယ်နှလုံးသားကိုလည်းအာဟာရဖြစ်ပြီးကြရအောင်။